လာမယ့်ပွဲအတွက်စိတ်လှုပ်ရှားနေပါတယ်ဆိုတဲ့ဒီဝပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်ဒီဝကတော့အခုဆိုရင်တော့လာမယ့်ပွဲအတွက်အကောင်းဆုံးပြင်ဆင်နေတယ်လို့မကြမီမှာသူ့ရဲ့ပွဲတွေကိုမြင်တွေ့အားပေးလာရတော့မယ်လို့ဆိုပါတယ်ဒီကနေ့မှာတော့ဒီဝကသူ့ရဲ့တကြော့ပြန်လာမယ့်ပွဲအတွက်ရင်ကုန်စိတ်လှုပ်ရှားနေတာဖြစ်ပြီးတော့သူ့အနေနဲ့ဘယ်ပြိုင်ဘက်တွေနဲ့မဆိုရှင်ပြိုင်ကစားဖို့အတွက်အဆင်သင့်ဖြစ်နေပြီဆိုပြီးတော့လည်းပြောလာခဲ့ပါတယ်ဒီကနေ့မှာတော့ဒီဝကသူ့ရဲ့ social media ပေါ်ကနေအခုလိုရေးသားမျှဝေလာခဲ့ပါတယ်ဒီဝကမနေ့ပြန်ကြရင်မွေထားနေကပောင်စံအကျော်မှာကမ္ဘာ့စစ်ချန်ပီယံလမနီချန်ပီယံ3ချိန်ရရှိထားသူနဲ့ညီလေးသွင်းလင်းထက်တို့ရဲ့ပွဲကြီးတစ်ပွဲရှိပါတယ်သွင်းလင်းထက်ကတော့အခုချိန်မှာအနိုင်ပွဲစတိုင်းရရှိထားပြီးတော့ဒီပွဲကသူ့အတွက်တော့ကြီးမားတဲ့စမ်းသပ်မှုတစ်ခုလည်းဖြစ်ပါတယ်မြန်မာဘက်ကအနိုင်ရရင်မကြခင်ကမ္ဘာ့ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်မယ်လို့ဆိုလိုတာဖြစ်ပါတယ်အားလုံးပဲအားပေးပြီးတော့ကန်ကောင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီပွဲအတွက်ကျွန်တော်အရန်စိတ်လှုပ်ရှားနေပါတယ်ကန်ကောင်းပါစေမင်းကိုအားပေးနေပါတယ်ဆိုပြီးရေးသားမျှဝေလာခဲ့ပါတယ်ဒီဝါကတော့အခုဆိုရင်တော့သွေးလင်းထက်ကနိုင်ပွဲတွေရယူပြနေတဲ့အပေါ်မှာလည်းဂုဏ်ယူနေခဲ့ပါတယ်အခုလာမယ့်သူ့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့လည်းဒီဝါကမကြမီပွဲဖြစ်လာတော့မယ်အကောင်းဆုံးပြင်ဆင်နေပါပြီဆိုပြီးတော့သူ့ရဲ့ social media ပေါ်ကနေတဆင့်အသိပေးမျှဝေထားပါတယ်တကြော့ပြန်လည်းမြင်တွေ့လာရမယ့်ဒီဝါရဲ့ပွဲကတော့ကျန်းလာမှာပါအခုဆိုရင်တော့ဒီဝါကဝိတ်တွေလည်းရှော့နေပြီဖြစ်ပြီးလာမယ့်သူ့ရဲ့ပွဲအတွက်အဆင်သင့်ဖြစ်နေအောင်ကြိုးစားပြင်ဆင်နေပါတယ်ဒီဝါကတော့အားလုံးသိကြတဲ့အတိုင်းကစားပုံကောင်းမွန်သလိုတိုက်ကွက်ဆောင်အသုံးချနိုင်တဲ့ကစားသမားတစ်ယောက်ပါရှင်သူကတော့ပြည်တွင်းပြည်ပစုံနေအောင်ကစားဖို့ပြီးတော့ရလက်ကောင်းတွေကိုရယူပြထားသူလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့ဒီဝါက UFC နဲ့ MMA ကစားသမားဖြစ်တဲ့ Kongol နဲ့တူလေ့ကျင့်ကစားနေတာကိုတွေ့ရပါတယ်ပြည်သက်တွေကတော့ဒီဝါရဲ့ပွဲကိုစောင့်မျှော်နေကြပြီဖြစ်ပြီးတော့လာမယ့်ပွဲမှာလည်းသတင်းကောင်းတွေကြားချင်နေကြပါတယ်အခုဆိုတော့ဒီဝါကလာမယ့်ပွဲတွေအတွက်အဆင်သင့်ဖြစ်နေပါပြီကဲပြည်သက်ကြီးလည်းဒီဝါအတွက်အပိစကားလေးတွေကိုအောက်ကကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်နော်